ဆိုစမ်းနောက်ကအားလုံးရှစ်ခိုးပါဤဗျာဗုဒ္ဓဂုံရောင်ဘီလူးရှောင်ကျွတ်တို့သုံးလောကထိုးထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါသုဘဗုဒ္ဓပဗုဇံတိသရဂောဓမ္မသာဝကယေတံဓိဝါစရတောစနေသံဗုဒ္ဓဂတတတိလို့ဒီဒေသနာကိုဘုရားဟောပါဘယ်လိုအကြောင်းပြုဟောသလဲသာဝတိမြို့ကဘုန်းကြီးတို့ထင်းကုတ်သမားရဲ့သားကလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားပါတယ်ထင်းကုတ်သမားရဲ့သားလေးအဖေကမောင်းလှအမေကမချောအဖေကဘယ်သူတဲ့အမေကသားလေးကြတော့နှစ်ယောက်စလုံးပါအောင်မှဲ့တယ်မောင်းလှချောတဲ့ကလေးလေးပြေတာသားလေးနာမည်ဘယ်သူတဲ့တော့မောင်းလှချောမောင်းလှချောအဖေကဘယ်သူပါလဲမောင်းလှအမေကသားလေးကြတော့မိဘနှစ်ပါးနာမည်လေးတွေကောင်းတော့မိဘနှစ်ပါးပါအောင်မှဲ့လိုက်တော့လေကလေးကလှလဲလှချောလဲချောမောင်းလှချောလေးဖြစ်လာမိဘနှစ်ပါးနာမည်ပါအောင်မှဲ့တယ်ဆိုတာအဖေမေနာမည်ကောင်းမှာဟောလေမရကြတော့အဖေကကိုဝက်အမေကမတ်ခွေးသားလေးမှဲ့ရင်ဝက်ခွေးဟာမကြဘူးတော့မိဘနှစ်ပါးနာမည်ကောင်းမှာအခုကြည့်မောင်လှချောလေးအဖေလုပ်တဲ့လူကသားကလေးကိုတင်ပေးထားတယ်။ဒါရဲ့လူကလေးလှချောလို့ဆိုတော့စကဗီနာကြမကလင်း6နှစ်သားလေးရောက်လာတော့ခလေးကိုငငယ်လေးတွေကတင်လာခဲ့ငါသားဆူစမ်းကွနမောဖေကဆူပေးလိုက်ကလေးကနမောလိုက်ဗုဒ္ဓသာဗုဒ္ဓသာကလေးလေးကလိုက်ငါသားနှစ်ခုပေါင်းဆိုနော်နမောဗုဒ္ဓသာ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 ရပြီဖေဆိုစမ်းသားနမောဗုဒ္ဓသာ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 ရပြီဗျအေးလူလေးဒီအဓိပ္ပာယ်ဖေပြောမယ်နော်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤငါသားဆိုတာကလေဗုဒ္ဓနုတ္တိကမ္မထံလို့ခေါ်တယ်သားရဲ့ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤငါသားနမောဗုဒ္ဓတလို့ဆိုတာလေးကဘာကိုပြောတာလဲငါသားသိပလားဟဲ့သိပါတယ်ခင်ဗျာဘုရားကိုရှိခိုးပါဤဘုရားကိုရှိခိုးပါဤအေးလူလေးရရဲ့လေဒါမင်းနှုတ်ထဲကဘယ်တော့မှထွက်မသွားစီနဲ့နော်ဟုတ်ကဲ့ကလေးလေးအကျင့်ရနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤထမင်းစားတော့လည်းဗုဒ္ဓသာရေတောက်တော့လည်းနမောဗုဒ္ဓသာမိဘခိုင်းတဲ့အလုံးမှန်သမျှခရီးသွားတော့လည်းနမောဗုဒ္ဓသာကလေးချင်းဂုံချင်းထိုးပြီးတော့ကစားကြပြန်တော့လည်းနမောဗုဒ္ဓသာအကျင့်လေးရခမရတို့သားလေးသမီးလေးတွေအကျင့်လုပ်ပေးပါဒါလောက်ကြံပြီးတော့ထွင်ဟောတဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးတရားနာပိဋကဓမ္မပဒထဲမှာဘုရားဟောထားတဲ့အတိုင်းကြံကန်လာတဲ့ဇတ်ထုတ်လေးလည်းဖြစ်ပါတယ်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤလို့ဒါလေးပါဠိနဲ့ကလေးချင်းဂုံချင်းထိုးကစားကြတော့သူကမိစ္ဆာဒိဋ္ဌိသားနဲ့ဂုံချင်းထိုးမိစ္ဆာဒိဋ္ဌိသားနဲ့ဂုံချင်းထိုးကစားတော့ဂုံချင်းထိုးရင်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဒါလေးဆိုပြီးဂုံချင်းထိုးတော့နိုင်တကူပြိဿရဲ့ဟိုကမိစ္ဆာဒိဋ္ဌိသားကိုမိစ္ဆာဒိဋ္ဌိသားကလည်းနမောအရဟံဒါနံနမောအရဟံဒါနံနမောအရဟံဒါနံ
Namo Arhandana. Do Yahana you she hode. Yahana Lube. What a ditchy they go through a Yahana Lube. Bello is she come mellow. Namo Buddha Kore. Mount Choliga Nine. Beda Yibuga Nine. Erilo Namo Buddha than she copied or go in Tura as a Nayula get the leaf. Oh, the Nathan Nigaro. A fellow do not do a tinkle doing Kaliga Padua. A pig a tinkle the mago, fledged in a Padua. Let it Padua be told out the Akajaro. Tinny level 10 beeps. 10 level 10 below. I Pianazo so be dog. Mew upon them, Maslamakan to Tutan does that thing I want your wife. Yoga Erinia Manuana Pala de Tamil Salo Noago Diana be the Kita Navazito Sajana Savazito, Najina Navazito, Twajin and Nia Tovazi Undo down to let the master that the two North and Naja Noa Nabi Kayigo. The children of Nava woman and one of she and me Guanga, my Kayido, the Judah child. Zuma Lupane. Now my Kayiku and the Judah beauty. I told on lay. Malubane, Nori will let the Nava, down to let the Mari, the Japan, Bama, Pita, Gason and Doyo Muga. Levoy Lene. Flamoga like what it down to Lelamari, Jenny Jing as soon as Noari will let Yap be not dancing in the No, I look to any dago. My love is that Joe don't level see the Atagari Miamia, the choose Zuya Mohata, Yasa, Yasa, Yakai. Jing as soon need a pea on some mazi. Jenny soon need a pea on some mazi. Lulu Lama Biota. Canali come at General Yabiba, come at Dilu Soda Fuque. Yabiba. Come here, Jetto, Lulu Ejaro. Diana, Bedaji. Chile, Jinny Jing and Sona, Inali Nema. Ina Machine, Doyo Dizari, Doma, Chumali, Quebidoma. Dilu Doja Lajaya Valley. Nori go lene see and Jinny Jing and Sonagali, yap, babu, a chingali laudo. Nori at the Naja in the Kamula Vedaji. Nori low join it ago. The chose Zuya Mount alone. Ziguagalate will use down like the Nadia Zuya Lobane. Kuyi Dauchin on Dunyashin, Mashima down tower. No, I got Joji Dauchin Luvakamia. Your tapu, Ludama Dayare, Yigalit or more Talu. Dauchin Share, Yigalit Dauchinaga, Asataipa, Asataipa. Gee, Diana Vidaji Homa. Down Lena Madabawa. Do Kamiaga or Tinko Bido Sari a chain. Ah, gee, no na. The Nalu look like. The two letter Marijado, the two level got Manana down Madiana Vida ye, Show Bido. The Vodo Naga Noago Show Bido Manadama. Let Udogly talk with. Let him a diet. Let Udogly talk with like door, who Noa Pacomoga, the Vodo Ne, who Pacone look what I bought. Puni Dali Edward, the two Edinia Limia, Mo Bide, Noa the Nalon look. Tanalo the chut, Ginare don't let the Mari let you do ya. A coji Diana Vida, no I would not like Sajanali Savasiro, Dodgin and Yatova Zero, Nava Zero. And alone, look like the Bama Matia Teresa Soro. Ain't Kena, po. Ain't Piano, I am you there when what? Ha! Look at it, let's show. Yeah. No, I come you there with one of these. Nigale when Lunibi. I any level my money you can't. Oh, Pepe, oh, channel level money you can't move ya. Oh, not that money you look fully. Tapi, not how he lay out Senibala. How gets you Kalili a Pogani chap, we play out lady tap the
နွားရဲ့မြို့ထဲဝင်သွားနွားကအိမ်ထီအောင်ပြန်တော့အိမ်ထီအောင်လိုက်အဲ့ကြတော့နွားနှကောင်ဆွဲပြီးတော့မြို့ထဲကထွန်မဲ့လူအကြံသူမရောက်ခင်မြို့တကားပေါက်ပိတ်ထားပြန်တဲ့ပိဿာကလေးလေးတွန်းရင်တယောက်သေးအဖေမလားတော့မျော်ရင်းနဲ့ဘေးတရားနာပိဿကလေးလှဲအောင်အိပ်ပျော်သွားအိပ်ပျော်နေတော့လာပြီပိဿဘလူးနှကောင်အစွဲကြီးတွေငါပြောဘူးပမာဏကြောက်စရာကြီးပေါ့မြင်အောင်သာဖမ်းကြည့်ပြုံးလည်းမလှမဲ့လည်းမလှရီလည်းမလှဘယ်လုံးမှကြည့်မလှတဲ့ဘလူးတွေလာပြီပြုတ်မိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးအဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးလာကြတဲ့အချိန်ခါမှာလှဲအောက်ကကလေးကိုမြင်လိုက်မိစ္ဆာဒိဋ္ဌိဘလူးကတရားနာပြီးတော့ပယီကြလာခံကြအယိုးနုလေးဝါလိုက်ရရင်တော့တဖုံးမြုပ်သွားစားမယ်တင်းကိုတမာဒိဋ္ဌိဘလူးကပြောတယ်မင်းဘာပြောလိုက်တာမြင်ရလားဟိုမှာအယိုးနုမဝါရတာကြာလှလဲအောက်ကကလေးကငါစားလိုက်မကွာတဖုံးမြုပ်အောင်မလုတ်ပါနဲ့ကွယ်ဖယားသားတော်လေးမလုတ်နဲ့ဟဲ့ဖယားသားတော်လေးမလုတ်ပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်နေစားမယ်ဆိုစားငါသေကြလားမစားဘဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုတ်လေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခနောက်မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးပိဋကဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်တဲ့မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားမကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကန်နဲ့မင်းကွာကလေးစားမလို့ခြီတော်နှစ်ချောင်းလင်းနဲ့ကင်ပြီးတအားဆွဲလိုက်မလေးနမောဗုဒ္ဓတာလို့ကလေးလေးကရောက်ပြီးអော်လိုက်ဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာလို့ဆိုပြီးတော့ရောက်អော်လိုက်တော့လေဘာပြောကောင်းမလဲပြည်သားမိစ္ဆာဒိဋ္ဌိဘလူးရဲ့ရင်ဝမှာလေရှာမီကြီးကဝင်တိုးလာတယ်လို့တခါတည်းပူရင်းလာဟာမလေးဟာမလေးပူလိုက်လေချင်းတမားရှိပါလို့ရေငါကဲပါအိုဝင်းနေပြီတွေလောင်ကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံရောင်နော်ပြိဿဘသူဂုံရောင်နော်ဘလူကြီးစားဖြစ်ခဲ့အခုခင်ဗျားတို့အတန်နဲ့ကြိုက်အောင်လေဟုတ်တချို့ကြတော့ခေါ်လို့တခွန်းနဲ့မကြားရင်ပိုးခေါ်ဟေးတငယ်ချင်းရဘူးတို့ဟေးတငယ်ချင်းမကြားတော့ပိုးអော်ကျုပ်ကြတော့ပိုးអော်လို့မဖြစ်ဘူးခင်ဗျားတို့အတန်နဲ့ကြိုက်သွားစားလို့ဖြစ်ခဲ့လားခင်ဗျားတို့ကရေပေါ့ဒါကြောင့်ကျုပ်ကလည်းရှော့ပြီစားလို့ဖြစ်ခဲ့ဖြစ်ပါဦးကြိုက်ခါတာဗောကျုပ်တန်နဲ့ခင်ဗျားတို့နဲ့ရောင်းသူပဲသူအတန်တူကိုခင်ဗျားတို့ကတခွန်းပြောလည်းတက်မလာဘူးနှစ်ခွန်းပြောလည်းတက်မလာဘူးနှာကြိုး၃ယောက်လို့ထူကိုမထူဘူးအင်းကလည်းပဲရောက်နဲ့နှာကြိုးကနှာသံနဲ့ပန်းကျုံနဲ့ပန်းကျုံလို့ဆိုတယ်ပွဲဝဲမဲ့နှာကြိုးကလှမ်းခေါ်လိုက်တယ်ပန်းကျုံနဲ့နာအောင်လို့အင်းရင်တို့ငါမပြောင်းနဲ့ကြောင်တော်ဘုံငါရင်လို့ခေါ်တာလို့ဆိုတယ်အာပြောကောင်းလဲနှာကြိုးနှစ်ယောက်ထားတတ်ကြအဲ့ဒီတတ်မှုကတကြီးအိမ်ရောက်အထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံနာညနာနှုံလို့ဆိုတယ်ကိုကျိုးနဲ့ရောအမှုစစ်ကြည့်လိုက်တော့ဟင်းနင်တို့အမှုစစ်နှာရောမှုအလုံးညာရဟာလို့ကုန်ပြန်လွှတ်ရထူးမထူးတော့ပဲခင်ဗျားတို့လည်းနှာကြိုး၃ယောက်လို့တခွန်းခေါ်လဲဒီတိုင်းနှခွန်းမေးလဲဒီတိုင်းဖြစ်နေရောပိဋကနှာကြိုး၃ယောက်ထားပါတော့နှထိုင်း၃ယောက်လို့တော့မဖြစ်စီနဲ့နှထိုင်းပဲ၂ယောက်တော့
Cái là chỗ bị lại số ra nó gặp bây giờ chị alo xây cháu nên là thay than đến là thay là gì là thay tôi đâu lên giờ đây luôn là thay thả mà mi đâu mà vậy bắt nên nhìn câu đi mà gì vụ giờ nó là thay tôi nhau xây cháu nên là thay than đến là thay là gì là thay bà đây đâu vậy ta gì chứ là thật biết đấy, xí gà miêu thay, xí gà mama solo thay này sao? Cái khác vào đó đi, là thay tôi nhở, xây cháu là thay ngà xây cháu như xây điệp cháu đó thay mấy món là thay ngủ lăng mì, giờ thay mấy món đủ khăm nhá cái đó ăn miếng ăn này rồi cháu xây điệp miếng mà khăm nhá miếng là nhớ lại bà bia lại sao mà khăm nhá, thay mấy món là thay thôi đó giá gì nhà giá đó. Xây mê đấy mà thêm một tu tham này mê đã mặt à mà họ đi nhớ mê thằng đã chú đó không phải thằng chú tham gì về để tôiပြောlại là nhớ thôi vì tham này bây lại đó ông cả xây cháu này là thay ngà là thay số đó tu cha gì nhà cha ngã xây đi hôm mà xí đấy lúc là nhớ lại đã về số bị sao chỉ đó cả anh lấy ra xây đi cả tôi trong chế du gì để tham mua luôn tu bây lúc ngã xây đi tôi xây chỗ lấy được nó lấy xong bê đằng cao nó bê luôn việc xây chỗ lấy được lấy xong bê tham mình là xây chỗ lấy bụi rồi giờ tham mình mua luôn xem cái đâu mà khám nhà bia luôn chỗ xây để đuôi luôn chế du chi vào đó trong chỗ xây chỗ lấy được lấy xong bê vào đây khám nhà luôn tham mình chỉ nhận trả lại được xây cả chỗ lấy rồi bùng lên rồi ấy là tham mình mua luôn đủ sửa để thế khám nhà chỗ khó này khám nhà xây chỗ khuyên mà cái chỗ khuyên tham mình chỉ ấy nè là thay vì số giá gì nhà giá mà lo gì mu lo bà này giờ xin cái sao mà cho khuyên cái hồ sơ này mà xin mu biểu giá gì nhà giá bị đó xin cái sao mà khám nhà giúp khó rồi khám nhà chốc bà bị luôn đã lâu triòng sửa ya đã rồi xin là triòng này triòng cả nhà cháu bên này tôi chỉ in nhau toàn này đi chỉ là thay ngủ chỉ là thay thì anh bị là mấy mà này quà thà là tích mà trả đi bây mà gia đình đó ta chỉ in nhau đó ta chỉ mấy bây giờ làm ông Giêsu chỉ luôn xây chỗ lấy được rằng đặc công là xong vậy đó na lúc thêm mà nhưng mà yêu gì muốn gì này là yêu ông giáo bây giờ mà không nhá không cái này ba thay đâu cho khuyên cái phụ tu xây bây giờ làm gì phụ bây giờ là cô bây giờ đó ở chỉ khi bây giờ là bây giờ là mấy mà này qua thà là bây mà gia đình đó ta chỉ ăn đồ bây giờ là thêm bây giờ hey mấy nó ngay sẽ làm bị đồ này mấy nó về luôn nó cha đi mấy mà ngã đập lông biển bao bù quả công cụ cả là gì ra đâu khám nhà đâu tăng lên về chỗ cả na chỗ tôi giàu gì à nó thành tôi giàu gì à này đi khá đó nên lấy thuận là không mà na lấy chỗ chuyện mà thêm màu biết là na chỗ chuyện là mà chỗ chuyện là thuận na có thành gì là mà thành gì là thuận nên miêu bên bây giờ là hoa đi mà phi ông lúc chỗ đi thay đi mà phi ông cái gì đi anh bây giờ bây lu sa lu ya là bây giờ mà nó là nó thà là lại là nó na mà thay gì mẹ cô na làm chỗ gì mẹ cô chỉ đi anh bây giờ mà liền ngã quên này miêu quên bị đó xoay được bù lại lấy chứ tại cái gì ta mà đây chi ngã cái bà ông quên luôn số đó mình ngã ra gà mà nam mà thầu mấy nè phải ya ta cũng mình so gà ra cái lấy gà Buddha nô cái đi ăn lâu bị đó Buddha ta biết so phải ăn nằm mò xí khô bà y phải ăn nhiều ăn xí khô để cái lấy so gà mình mà lấy mấy biểu hiện ta này mình ya về khô quá hey đi đây nó mình đi ở đi béo mà mộc phu mình đang khai à mình thằng bây à bây bà quá mình bây để đang ngã khăm mà mình quên này cái mà béo gì bu quá mình thằng bây mà đã chăm hậu suy lên nó gì cũng quên phải bây giờ ra mình suy lên nó gì cũng quên luôn mình lý hồ suy lên nó gì giàu ông toa pi đó ra bây giờ ra mình quay đồ già này suy quét của dù pi đó mình cái lê của chơi am ấy bây giờ blue mong khô lâu à rồi blue đâu khám nhà vì
အလင်းရောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်နဲ့ဝင်လို့သူမှောင်ခိုအလုပ်ပြောတာဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြည်မှောင်နဲ့ဝင်နဲ့မှောင်ခိုလို့သူလုပ်ရတော့သွားပြီတရားနာပြိတ္တရာဇဂျိုမျိုးတွင်ဘလူးဆိုင်လေးပါလေးတီးခြင်းအိမ်ကြောင့်မှတီးသွားပြီတရားနာပြိတ္တတခိုးချီတော့နဲ့ဘလူးတိတ်တိတ်ကလေးသွားပိန်ပိသာရမင်းရဲ့ပွဲတော်စာနဲ့ရွှေကွက်ကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကြွေးရမယ်ဗောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့တကပိတ်ထားလို့ကလေးညနေစာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောက်မှာလာတို့ကြွေးကြစို့ဟေးဘလူးရောင်နဲ့ကြွေးလို့တော့မဖြစ်ဘူးဘလူးရောင်နဲ့ကြွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့တို့ဘလူးအသွင်ဖြောင်းလာကြွေးကြစို့ကလေးကိုတရားနာပြိတ္တထမင်းကိုရွှေကွက်ထဲကပွဲတော်စာတွေကြွေးလိုက်တော့ကလေးလေးကလေဖေနဲ့မေကသူ့ထမင်းလာကြွေးတယ်လို့ထင်တယ်ဖေနဲ့မေထင်လို့သာပေါ်ပြိတ္တဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်သေးမှာပေးမှာပြိတ္တအဖေနဲ့မေကထမင်းတိုင်ကြွေးတယ်လို့ထင်တယ်ကလေးထမင်းစားနေတာကိုမိဘနှစ်ပါးကထိုင်ကြွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးကဤရွှေခွက်သည်ကလေးခိုးသည်မဟုတ်ဤရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘာတဲ့တို့ပြိဿဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားနေပါပြီဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုကြည့်တာမှာဒါပဲရေးအဲ့ဒါလေးရေးပြီးတော့တမ္မာဒိဋ္ဌိဘလူကဤစာသည်ဘိံပိသာရမင်းကြီးတယောက်သားလျင်မြင်ပါစေသာတပါးသောလူတွေဘယ်သူကြည်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋိဋ္ဌာမိရွှေကွယ်ကြီးလှဲဖို့တင်ထားခဲ့မနေ့ကဘာပြောကောင်းမလဲပရိသတ်ကြီးနန်းတော်တဲ့ပွဲတော်စာဆက်မဲ့ရွှေကွက်ပြောက်ရောပွဲတော်စာဆက်မဲ့ရွှေကွက်ပြုတ်တယ်ဆိုတဲ့သတင်းဖြင့်ရွှေနေတော့ပေါက်ကြတော့ဟဲ့မင်းကြီးများဘုရားငါကိုရောမြတ်ကိုဆက်နေကြဖြစ်တော့ပွဲတော်စာနဲ့ရွှေကွက်ပြောက်တယ်လို့ကြားတယ်မှန်လားပါဗျာအဲဒီကိစ္စပွဲတော်စာနဲ့ရွှေကွက်ထွက်ပြီးတော့ရှာကြသွားယခုရှာကြဆိုတော့တရားနာပြည်တဲ့နန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခိုးလျှောက်ရှာကြပြည်သားဘာတစ်ခိုးလျှောက်ရှာဘယ်တွေ့လိမ့်လို့အတွင်းကခိုးတာမှမဟုတ်ပဲနဲ့နောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြို့ပြင်ထွက်ရှာကြအပြင်ထွက်ရှာတော့ကိုတွေ့သလားပြည်သားဘယ်တွေ့လိမ့်လို့အပြင်လူကခိုးတာမှလည်းမဟုတ်ပဲနဲ့ဘလူးခိုးတာကိုပြိဿရဲ့အဲ့ဒါလို့ဘလူးခိုးတာဖြစ်နေတော့မြို့ပြင်လျှောက်ပြီးတော့လဲရှာတော့မတွေ့နောက်တုတ်တန်တစသင်းချိုင်းဝရောက်သွားတော့ဘရင်ရွှေခွက်ကလည်းကြံဖန်သင်းချိုင်းကိုရောက်သွားတာဘသူပို့တာတော့ပြိဿဘလူးပို့တာလှဲပေါ်ရွှေခွက်ကြီးတင်ထားဟောမင်းကြီးမြင်ရလားညမြင်ရတော့ရွှေခွက်ဟုတ်ကဲ့လားဗျဘယ်လဲမဟုတ်မှာလို့မြင်လို့ဟုတ်မှာဘယင်ပွဲတော့တင်နေကြဖြစ်တဲ့ရွှေခွက်လာတွေ့ပြီပြောတခိုးတွေ့ပြီဆိုပြီးလှဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့မြင်ရလားဒီအောက်မှာကလေးဟဲ့ကောင်ထားကွာချီတော့နဲ့ကန်နှိုးကလေးကနှိုးမျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏တခိုးခုမှဖယားတလူဘာဝလို့ဘရင်ရွှေခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓသာလေးပါလေးနဲ့ဟဲ့ကောင်ထားဒီရွှေခွက်မင်းဘယ်ရဗျာအဲ့ဒါကျုပ်ဖေနဲ့မေကထမင်းကျွေးတာဘလူးလို့မှထင်မဲနဲ့သူ့ဖေနဲ့မေကကျွေးတယ်ထင်တာဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးကျုပ်ဖေနဲ့မေကထမင်းကျွေးတာဗျဟေးအဖေနဲ့မေကထမင်းကျွေးတာတွေဘာတွေမလို့ချင်းဘူးမင်းလက်ထဲကရွှေခွက်တွေ့တာလာဘရင်ထောင်လိုက်ခဲ့ကလေးဖမ်းသွားရောဗျာ
နေကြပါအောင်ကျုပ်အဖေနဲ့အမေကိုပြောပြရစီအောင်ဟေးအဖေနဲ့အမေဘာတွေညာတွေမလို့ခြင်းဘူးလာမေးဘင်းထန်ကြောင်မမေ့ပါမရှင်းဒီပါအမမင်းရဲ့စဉ်းစားပေါင်းဖန်ဆိုတဲ့နေရာရမ်းဖန်လို့မဖြစ်ဘူးနော်ရမ်းဖန်လို့မဖြစ်ဘူးဗျဒီကလေးအဆောင်အကျများတဲ့ရွှေနန်းတော်ကြီးတွေမှာဝင်နိုင်မလားဗျမဝင်နိုင်သူ့ရွှေခွက်တွေ့နေပြီပဲဗျဆင်ကောင်ကြီးတွေ့မှာခမရဆင်ရှိရရှာခြင်းသေးလားကလေးမှုပြောနေကလေးလေးမလေးလေးဗျသူ့ရှိရတွေ့တာသူ့ဖန်သွားရုံပေါ့ကလုံးပါလေခမရကြိုက်တဲ့သဘောအတိုင်းအမတ်တွေလည်းခက်တယ်တယောက်နဲ့တယောက်စောင်းကန်ပဲစောင်းကန်နဲ့ဟိုတယောက်ကခိုးတာကိုဖမ်းရင်းနဲ့ဒီတယောက်ကမဖမ်းနဲ့အိုးမဖမ်းလို့မဖြစ်ဘူးဗျကျွတ်တို့တာဝန်ရှိကျွတ်တို့ကဒီနေ့တရခံတွေ့မှာကျွတ်တို့အလုတ်ကပြီးမှာလာဟဲ့ကလေးလာတော်တာတို့စုခွန်တော့ဘင်းထန်ရောက်ပါလာပါဗျာရွှေခွက်တစ်ခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခါစားမှန်လားပါဝဲဘက်ကခါစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးမြဗျာဒါတခိုးလားမှန်လားပါဗျာတခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မှန်လားပါကလေးတခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတို့ကရွှေခွက်မှာခိုးရဲ့လားကွယ်မှန်လားပါဘရင်ပွဲတော်တဲနေကြရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဆန်းဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်စီဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးများဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဘရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွလူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွဘရင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဗျာဘရင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှာနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ရောက်ဒီကလေးခိုးတာအတိအကျသိလို့တော်ဦးတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘုရင်မင်းမြတ်ကြီးဘာကိုသက်သေရှိတယ်လဲဗျာအေးသက်သေရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မြင်မှုဗျာဩဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတတ်တော့ရှိကြီးလာစမ်းမြင်လားဒီမှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရွှေခွက်ကြီးဗျာဒီမှာရှေ့တရှေ့ကြီးနဲ့ဟာဘယ်ရင်လဲထောမတွေပါတွေဖြစ်လာအရွှေခွက်တော့မြင်တာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဗျာဒီရွှေခွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခမညာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါလေကလေးတင်တတ်ဘူးကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကသတ်ချင်လဲသတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဘုရားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဘုရားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေသည်ကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာဒီကလေးတဲခက်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးသွားရန်လုံနေလို့ကွယ်ကလေးတော်ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရား
မင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့ဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲခင်ဗျအိမ်မဲခင်ဗျတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလောက်ကန်လောက်စားထင်းခုတ်တယ်ခင်ဗျာဩထင်းခုတ်စားတဲ့ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးရကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရင်တဆူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စတမ္မတန်ဗုဒ္ဓသုံးလောကထောထားတပ်ပြည့်လို့မြတ်စွာဘုရားမှာဖြည့်ရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတော့ပြောမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးမေးတခိုးကြီးတွေရောက်လာကြောင်းပါဗျာမျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှေ့တော်ရောက်ပလားမှန်လားပါရှေ့တော်ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်းသမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းကျိုင်းဝရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲသို့ဝင်သွားကလေးကိုလှဲအောက်တိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပါရနှစ်ယောက်သလုံးတို့သားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တဲ့အဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရဲကြောင်းပါဗျာအကျုံးဝိသေသအမတန်ထူးပါဗျာလို့တော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကတော်ဥတင်နေမှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ကြောင်းပါဗျာဒီပုံနာတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မျက်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားကျောင်းတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားကျောင်းတော်သွားမြတ်စွာဘုရားကျောင်းတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားသောအခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောသဲဘော်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်တင်းရောဘောသူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်နေတဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည်သေးပဲနဲ့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတာဘောပြိဿဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်များမိန့်တော်မူနေပြီကွာဟာဘုရားသိပြီးတော့လားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီရွှေခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပြိဿမလေးမစားနဲ့ဖ
ဖယားဆိုတာဒီပင်လျင်မယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျွတ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးညောင်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရွှေကွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော့ဗိမိသားကဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇာကြောင့်ဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော့ဗိမိသားကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူးကတင်နှန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးသည်ဟုတ်ပါဆိုတာတမာဒိဋ္ဌိဘလူးကတစိမ့်ခတ်တာဗိမိသားကမင်းသာမြင်ပါစေဘယ်သူမှမမြင်ပါစေသတည်းလို့တစိမ့်ခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရားပြုံးလာတယ်ကိုင်းကွာအဋိဋ္ဌံတို့ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်မြင်ပါလေကွာဖယားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘုရင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုတရိယာခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောတာဗုဒ္ဓံပဗုဇံတိသရခောရမသာဝကယေတံဒီဝဆရတောသနေသံဗုဒ္ဓကတာတတိယေတံကျင်သူတို့အဒီဝဆနေ၌၎င်းရတောသညင်အခါ၌၎င်းနေသံအမြင်မပြဗုဒ္ဓကတာဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောင်မေခြင်းတတိသည်အဋ္ဌိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝမြတ်စွာဘုရား၏တရားနာယတပိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇံတိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်နေဖြစ်ကြပါတယ်ဗျာပိဋကကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထင်ခုံစားရတဲ့ဒုက္ခတွေနွမ်းလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေတားနဲ့ခွဲရတဲ့ဒုက္ခတွေသားလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘသူကြောင့်လဲလို့ပရိယေသနဝမ်းစာစားရည်ဝိုရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လိုခြင်းလုံးလို့စားခြင်းတာတွေတောက်ခြင်းတာတွေဝတ်ခြင်းတာတွေအိတ်ခြင်းတာတွေနေခြင်းတာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမ္မာဒိဋ္ဌိအစမက္ကသစ္စာလို့မဲ့နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါင်းယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုတတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဖသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သာရီကဲပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်စာဆက်ရမှန်လားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာဖရာသတင်းသုံးနေတုံရာဇကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံရောင်ဘလူရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာယီပြန်တစ်ချက်ထိုးကနေချိန်မှာနေချီတမ်းပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စားပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာ
ချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံမောင်းစိတ်တွေ့ပြစ်ပြအသီးသီးသောမိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသီးခံရတာပြန်ကြပြီတော့ပေးစာကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနှဲသွားပါပြီ12နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေကုတ်ကပ်ပြီးထိုင်းနေကြသဖြင့်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမို့လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပလင်တက်တော့မှာပါဩစောပါသေးတယ်ဂျန်လီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နိဝတ္တတုသီးခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေးပဲခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကများစီရောခြေသာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း